တက်တာစီရဲ့အပြင်အခြားကျိုးကျေးဇူးတွေပါရှိရဲ့ယောဂကျင့်စဉ်လေးကို sharing လုပ်ပေးထားပါတယ်။လက်ရက်နေထားနဲ့ဒူးကောင်းနှစ်ဖက်ကိုတက်မကျဲခွဲတက်တဲ့လေးထောင်တာပါ။လက်လေးရာခြေဖနှောင်းကိုထိလို့ရရင်ထိမယ်။မရရင်ဘေးမှာသားလေးချထားမယ်။ဒီနေထားနဲ့အသက်ကိုတဝရေးရှုမယ်။ပြီးရင်တက်မနဲ့ပေါင်နောက်ကြွသားတွေကိုညှစ်ပြီးတော့တက်မကိုအပေါ်ဖြည်းပြီးချင်းကြွလာမယ်။ဒီမှာခါးတွေကိုကော့မထားဖို့လိုအပ်တယ်။ဒီနေထားမှာရင်ဘတ်နဲ့မေးစီနီးလာမယ်။ရင်ဘတ်မေးစီကမထားလဲရတယ်။မျက်နှာမျက်နှာချက်ကိုဥတီထားမယ်။ဒီနေထားမှာအသက်ကိုရှေ့ရှူထုံးနဲ့ 5 breathing လေးဟိုထားပြီးပါခါနာထက်တဲ့သူဆိုရင်ကျင်မစုံအောက်မှာခေါင်းအုံဒါမှမဟုတ်ဘလော့တုံးလေးခံပြီးတော့မှနေလို့ရတယ်။5ကောင်းပြီသွားရင်တော့တင်မကြွသားလေးကိုညှစ်ပြီးတော့ဖြည်းဖြည်းချင်းလေးပြန်ပြီးဆင်းလာမယ်။ပြီးရင်တော့ဒူးကောင်းနှစ်ဖက်ကိုလက်ကလေးနဲ့ပိုင်ခါလေးတွေကိုဖယ်ညာလေးခါပေးမယ်။ဒီ pose ဟာကျင်မစုံနဲ့ခါအောက်ပိုင်းကြွသားတွေကိုတတ်ပါစေရဲ့အတွက်ခါနာတာကိုတတ်တာစေရဲ့။ပြီးရင်တနေ့ကုန်ကွန်ပျူတာကြည့်ဖုန်းကြည့်လို့တင်းကျပ်နေတဲ့ပခုံးနဲ့ရင်ဘတ်လေးတွေပွင့်ပြီးတော့မှအသက်ရှူရတာပိုကောင်းစေရဲ့အစာခြေဖြတ်စနစ်ကိုအားကောင်းစေရဲ့ခန္ဓာကိုယ်ရဲ့ nervous system ကိုငြိမ်သက်စေရဲ့အတွက်လူမှာ stress တွေပြေလျော့ပြီးတော့ deep relaxation ကိုလည်းရစေရဲ့လယ်ဘက်မှာရှိရဲ့ thyroid gland ရဲ့သွေးလည်ပတ်စီးဆင်းမှုကိုကောင်းစေရဲ့အတွက်လည်းဇီဝကမ္မဖြစ်စဉ်ကိုအားပေးပါတယ်ဒါကြောင့်တနေ့ကုန်အလုံးမှာအထိုင်များမတ်တက်ရက်များလို့ခါးညောင်းနေတဲ့သူတွေဒီ post လေးကိုညရောင်ဝင်ကနေရန်လေ့ကျင့်ပေးပါဒီ post လေးကကိုယ့်အတွက်အကျိုးရှိရဆိုရင်ဗီဒီယိုရဲ့အောက်မှာ YES လို့ comment ရေးခဲ့ပါကျွန်မ yoga instructor ဒေါက်တာယောဂီပါဆရာဝန်တူလည်းဖြစ်ပါတယ် online နဲ့ in person class များအတွက် page messenger နဲ့စုံစမ်းမေးမြန်းနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါမယ်ကျေးဇူးတင်ပါတယ် Namaste